ရှောင်းဦးဟာအဆောက်အဦလုံခြုံရေးအဆောင်ဖြစ်အလုပ်လုပ်နေသူတယောက်ဖြစ်ပါတယ်။တနေ့သူအလုပ်ချိန်တွင်အနားယူနေတော့အခြားအဆောင်တယောက်ဖြစ်တဲ့မာလူကနိုးပြီးအဆောက်အဦထဲမှာကျင်းပနေတဲ့မင်္ဂလာပွဲကအစားအစာတွေတွားစားဖို့ခေါ်ပါတယ်။မူကမင်္ဂလာပွဲကိုကြည့်ပြီးထူးဆန်းတယ်လို့ခံစားရပါတယ်။ခမကြီးကအလွန်ခမ်းနားပေမဲ့ဧည့်သည်ရေတွက်ကအနှဲငယ်ပဲရှိနေပါတယ်။သူတို့စကားပြောနေတော့ဇိမ်ခံကားတစ်စီးရောက်လာပြီးလှပတဲ့သူတို့သမီးတယောက်ဆင်းလာပါတယ်။သူမရဲ့နာမည်ကရှင်းယူဖြစ်ပြီးအေးဆက်တဲ့ဆရာရှိတဲ့ဆရာတဦးဖြစ်ပါတယ်။ဒီနေ့ဟာသူမအတွက်အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။ကုမ္ပဏီခေါင်းဆောင်ရာထူးကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့သူမလက်ထပ်ရမှာဖြစ်ပါတယ်။ပြင်ဆင်မှုတွေလုပ်နေစဉ်သူမရဲ့အတွင်းရေးမှူးလင်းလင်းကအရေးပေါ်သတင်းတစ်ခုနဲ့ရောက်လာပါတယ်။သူတို့သားလျံဟာထွက်ပြေးသွားပြီဖြစ်ပါတယ်။ရှင်းယူကမအံ့ဩပါဘူး။သူမကအေးအေးဆေးဆေးပဲဒီနေ့လက်ထပ်ပွဲဖြစ်ကိုဖြစ်ရမယ်။အစားထိုးသူတို့သားတယောက်ချက်ချင်းရှာလိုက်လို့အမိန့်ပေးပါတယ်။တစ်ဖက်မှာတော့ချမ်းသာတဲ့ဖြူတယောက်ဖြစ်တဲ့ရန်ရှင်ကအရက်တောက်ရင်ထိုင်နေပါတယ်တကယ်တော့လျံကိုထွက်ပြေးအောင်လုပ်ခဲ့သူကသူပဲဖြစ်ပါတယ်သူ့ရဲ့ရွေးချက်ကရှင်းယူကိုကိုယ်တိုင်လက်ထပ်ပြီးသူမရဲ့ကုမ္ပဏီကိုတင်ပိုက်ဖို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာရှင်းယူဟာဝူစီကိုဓာတ်ရိုက်လာပြီးကျမကိုလက်ထပ်ပေးနိုင်မလားလို့မေးပါတယ်စာချုပ်လက်ထပ်မှုအတွက်ကမ်းလှမ်းတာဖြစ်ပါတယ်ဝူကအံ့ဩသွားပြီးညှင်းပယ်လိုက်ပါတယ်လက်ထပ်ချင်းဆိုတာအချစ်ပေါ်အခြေခံရမယ်အကျိုးအမြတ်အတွက်မဟုတ်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဒီအဖြစ်အပျက်ဟာသူ့ဘဝရဲ့အစပဲဖြစ်နေခဲ့ပါတယ်